Hello, hello မင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ YouTube channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်တော့ညောင်ဖြစ်ပါတယ်ဒီနေ့ကျွန်တော် share လုပ်ပေးသွားမှာကတော့မလေးရှားနိုင်ငံမှာရှိတဲ့ညီကောင်မတော်တွေအတွက် DG စင်ကတ်ကနေပြီးတော့မြန်မာပြည်ကိုပုံးပြီးလွှဲတဲ့နီးလေးပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျအဲ့ဒါကြောင့်မို့လို့တကယ်လို့ DG စင်ကတ်ကိုင်နေတဲ့ညီကောင်မတော်တွေအတွက်မြန်မာပြည်မှာမဟုတ်တခြား China ကိုလည်းတွဲပြီးလို့ရပါတယ်အဲ့ဒီအကြောင်းလေးကိုကျွန်တော် sharing လုပ်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ video လေးကိုမကြော်ဘဲနဲ့ကြည့်ပေးသွားပါလို့ပြောရင်းနဲ့အခုလိုပြင်ပပခုသုတတွေကိုအမြဲတမ်းတက်ဆက်ပေးနေမှာမို့လို့ကျွန်တော်ရဲ့ YouTube channel ကို subscribe လုပ်ပြီးတော့ပေါင်းလောင်းလေးနှိပ်ခဲ့ပြီးပါလို့ပြောပြမယ့်အကြောင်းလေးတွေကိုအခုပဲသွားလိုက်ကြပါစို့ Let's goဟုတ်ကဲ့မင်္ဂလာပါခင်ဗျခုဆိုလို့ချင်းမလေးရှားနိုင်ငံ DG စင်ကတ်ကနေပြီးတော့ထိုင်းနိုင်ငံမြန်မာနိုင်ငံကစင်ကတ်တွေကိုဖုံးပေးလွှဲပြောင်းပြီးတဲ့ဟာကိုပြသပေးတော့မှာဖြစ်ပါတယ်ခင်ဗျအခုလိုပြသပေးမယ့်ဟာလေးကိုအစအဆုံးမကြော်ဘဲနဲ့ကြည့်သွားပေးပါလို့ပြောချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့တကယ်ချင်းတို့ကြော်ပြီးကြည့်လိုက်တဲ့ဆိုလို့ချင်းမလုတ်တတ်ရင်မရမှာဆိုလို့မလို့ပြောပြနေဖြစ်ပါတယ်ခင်ဗျာเนาะဒီလိုဆိုရင်ကျွန်တော်ကျွန်တော်ရဲ့ဖုန်းခေါ်တဲ့ email လေးနေရာကိုဝင်လိုက်မယ်เนาะ Okay star 118 share call ခေါ်လိုက်မယ်เนาะခေါ်ပြီးရင်ခဏဆောင်ပါ USD ကိုအလုပ်လုပ်နေပါသည်တဲ့ခဏလေးဆောင်ပြပါခင်ဗျာကြားတာ Okay အဲ့မှာကျွန်တော်တို့က my account ဆိုတဲ့နံပါတ်1ကိုရွေးပြီးမှဖြစ်ပါတယ်เนาะနံပါတ်1ကိုရွေးပြီးတော့ send ပို့ပါဆိုတဲ့ဟာလေးနှိပ်လိုက်မယ်เนาะခဏဆောင်ပေးပါ Okay အဲ့မှာကျွန်တော်တို့နံပါတ်9ကိုရွေးပြီးမှဖြစ်ပါတယ်ခင်ဗျနံပါတ်9ကိုရွေးပြီးမှဖြစ်ပါတယ်နံပါတ်9ကိုရွေးပြီးတော့နှိပ်လိုက်ပါပို့ပါဆိုတဲ့ဟာလေးနှိပ်ပါတကယ်ချင်းတို့ဒီမှာတော့ send ပါဆိုတဲ့ဟာလေးပို့ပြန်เนาะOkay ဒီခါမှာတကယ်ချင်းတို့ကမှားတတ်တာကတချို့ကနံပါတ်1ကိုသွားရွေးကြတယ်ခင်ဗျတကယ်တော့နံပါတ်1မရွေးရပါဘူးနံပါတ်4ကိုရွေးအောင်ပြောပါခင်ဗျနော်ကျွန်တော်တို့နံပါတ်4ကိုရွေးပြီးတော့နှိပ်ပြလိုက်ပါမယ်Okay ခုလိုပေါ်လာပြီဆိုလို့ချင်းဒါကျွန်တော်တို့မလေးရှားနိုင်ငံကနေပြီးတော့ DG စင်ကတ်ကနေပြီးတော့ထိုင်းနိုင်ငံမြန်မာနိုင်ငံမဟုတ်ဘဲနဲ့အင်ဒိုနီးရှားဘင်္ဂလားဒေ့ရှ်နီပေါအိန္ဒိယဖိလစ်ပိုင်ပါကစ္စတန်စီရီလာကန်ချိုင်းနာမြန်မာကမ္ဘောဒီးယားနဲ့ဗီယက်နမ်ထိုင်းလန်တို့အဲ့နိုင်ငံတွေအကုန်လုံးကိုဖုံးပြီးလွှဲပြောင်းပေးလို့ရတယ်เนาะအခုကျွန်တော်ကမြန်မာနိုင်ငံကိုလွှဲပြောင်းပြမှာမို့လို့မြန်မာပါတဲ့နံပါတ်9ကိုနှိပ်ပြမှာเนาะ Okay အဲ့ဒီမှာကျွန်တော်တို့ဒါကျွန်တော်ကတော့ဒါအထမလွှဲထားတဲ့ဖုန်းနံပါတ်တွေပေါ့เนาะအဲ့လိုပဲကိုတစ်ခါလွှဲပြီးလို့ရှိရင်ဖုန်းနံပါတ်ပေါ်တယ်ကျွန်တော်ကတော့ဒါနိုင်ယူမို့လို့နံပါတ်3ကိုရွေးပြီးတော့နိုင်ယူနံပါတ်ကိုနှိပ်ပေးပါမှာခင်ဗျတကယ်ချင်းတို့စီမှာဆိုလို့ချင်းအသစ်ဆိုလို့ချင်းတော့ဒါရွေးရမလိုပါဘူးကိုယ့်ရဲ့ဖုန်းနံပါတ်လေးတစ်ခါရွေးပြီးလိုက်ပါမယ်ခင်ဗျကျွန်တော်တော့နိုင်ယူမို့လို့နံပါတ်3ကိုရွေးပြီးတော့ Okay ဒီဟာဆိုလို့ချင်းဖုန်းနံပါတ်နှိပ်ပါတဲ့ဥပမာသူပေးထားတဲ့ကဏ္ဍလုံးမျိုးပေါ့ Okay ဒီနေရာမှာကျွန်တော်ပြောချင်တာကကျွန်တော်တို့မြန်မာနိုင်ငံကိုလွှဲတော့မယ်ဆိုလို့ချင်း800ကုတ်က33959အဲ့ဒါခံမရပါမယ်เนาะ33959မခံလို့ချင်ရင်မရပါဘူးเนาะမြန်မာနိုင်ငံဖုန်းနံပါတ်ကိုလွှဲမယ်ဆိုလို့ချင်း800ကုတ်33959ကိုအရင်ခံနောက်ပြီးကျမှကိုယ့်ရဲ့နောက်ကဖုန်းနံပါတ်ကိုရေးရမှာဖြစ်ပါတယ်ခင်ဗျာเนาะOkay 98 33 959 3 Okay အဲ့လိုပြီးဆိုရင်တော့ပို့လိုက်ပါမယ်ပို့လိုက်တဲ့အချိန်မှာအခုဒီနေရာလေးမှာလည်းလွှဲတတ်ကြတယ်ခင်ဗျာတချို့ကနံပါတ်1တို့ဘယ်ဟာရွေးရမှာမသိဘူးကျွန်တော်ကတော့1ကိုပဲရွေးလိုက်ပါမယ်เนาะ1ကကျွန်တော်တို့ဖုန်းပေပတ်စံပေါ့ဗျာနံပါတ်2ကတော့ဒါသူတို့အင်တာနက်တစ်ခါတန်းဝယ်ပေးတဲ့နံပါတ်2ကျွန်တော်တို့1ပဲရွေးလိုက်မယ်เนาะပတ်စံပဲပေးမှာဆိုတော့ဖုန်းပေပတ်စံပဲပေးမှာဆိုတော့1ပဲရွေးလိုက်ပါမယ်နံပါတ်2ကအင်တာနက်ဝယ်တာမဟုတ်လို့ပါအင်တာနက်ဝယ်ပြီးကိုကတခါတည်းဝယ်ပေးလိုက်တာပေါ့နော်နံပါတ်1ကတော့ဒါသူတို့ဒီအောင်မှသူတို့ဖတ်သူကိုပို့ချင်တဲ့ပတ်စံဘလောက်နေ
သူတို့ကြားတဲ့လောက်ဝယ်ပေါ့ဟုတ်လားခုဆိုလို့ရှိရင်နံပါတ်1ကမြန်မာငွေ900ကျပ်ကိုမလေးရှားရင်းကစ်3ကျပ်နဲ့ပြား20နံပါတ်2ကမြန်မာငွေ1000ကျပ်ကိုမလေးရှားရင်းကစ်900နဲ့5ကျပ်နဲ့ပြား20 sorry နံပါတ်3ကမလေးရှားရင်းကစ်14ကျပ်ကိုမြန်မာငွေ3000ဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ဒီတစ်ခါနံပါတ်2 1000ဘူးထည့်ပေးမှဖြစ်လို့နံပါတ်2ကိုယူလိုက်မယ်နော်1000ဘူးစမ်းထည့်ပြမှာမဟုတ်လို့ပါအဲ့လိုကြာလာပြီဆိုလို့ချင်းကြည့်လိုက်တကယ်ချင်းတော့ဖုန်းနံပါတ်ကိုရေးထားတဲ့ဖုန်းနံပါတ်မှန်ရဲ့လားကိုပေးမဲ့ငွေအမောက်မှန်ရဲ့လားကိုက1000ပေးမှာဆိုလို့တကယ်လို့မှန်တယ်ဆိုရင်1 compound နှိပ်ပြီးတော့နှိပ်လိုက်ပါစမ်းဆိုတဲ့ဟာလေးပို့လိုက်ပါခင်ဗျโอเคအဲ့နေရာမှာ thank you လို့ပေါ်လာလို့ချင်းโอเคပါပြီအဆင်ပြေပါပြီခင်ဗျโอเคနောက်ထပ်ကျွန်တော်ကဒါမြန်မာနိုင်ငံပြီးတော့ထိုင်းနိုင်ငံကညီကောင်မောင်နှမတွေအတွက်ထိုင်းနိုင်ငံကိုငွေလွှဲပို့တဲ့ဟာလေးကိုလုပ်ပြပေးသွားမှာဖြစ်ပါတယ်စတာ118ရှက်ခေါ်ခုနကျွန်တော်တို့မြန်မာပြည်ကိုလွှဲတဲ့လိုမျိုးပဲအတူတူပါပဲခင်ဗျစတာ811စတာ118ရှက်ဆိုတဲ့ဟာလေးကိုနှိပ်ပါနံပါတ်1ကိုနှိပ်ပါ my account ဆိုတဲ့ဟာလေးကိုနှိပ်ပါနှိပ်ပြီးတော့ခေါ်ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါနော်โอเคခုနလည်းနံပါတ်ခွန်ကိုပဲရွေးမယ်နံပါတ်ခွန်ကိုရွေးမယ်ရွေးပြီးလို့ချင်းနံပါတ်4ကိုထပ်ရွေးမယ်ဗျာနံပါတ်4ကိုထပ်ရွေးမယ်နံပါတ်4ကိုဘာဖြစ်တာလဲခဏလေးနော်စတာ118ရှက်ခေါ်လာပြီโอเคအဲ့မှာလဲနံပါတ်1ကိုရွေးမယ်စမ်းဆိုတဲ့ဟာလေးနှိပ်မယ်နော်โอเคခုနလိုပဲနံပါတ်ခွန်ကိုရွေးမယ်နော်နံပါတ်ခွန်ကိုရွေးပြီးတော့နံပါတ်ခွန်ရွေးပြီးရင်ဒီကနံပါတ်4ကိုရွေးမယ်နော်နံပါတ်4ကိုရွေးပြီးโอเคအဲ့မှာကျွန်တော်တို့ကထိုင်းက7နှစ်ဆိုတော့ကျွန်တော်တို့က7နှစ်ကိုရွေးပါမယ်ခင်ဗျနော်1နှစ်ကိုရွေးမယ်နော် China Myanmar Cambodia Vietnam Thailand က7နှစ်မို့လို့ကျွန်တော်7နှစ်ကိုယူလိုက်ပါမယ်နော်ဘာဖြစ်လဲဟုတ်လား7နှစ်ကိုယူလိုက်တော့အခုဆိုလို့ရင်ကျွန်တော်ထိုင်တစ်ခါမှမလွယ်ဘူးသေးတော့နံပါတ်အသစ်ထည့်မယ်နော်တကယ်ချင်းတို့လည်းမြန်မာပြည်လွှင့်လည်းဒီလိုပုံစံမျိုးလာမှာနော်အင်တာမိုဘိုင်းနံပါတ်ဖုန်းနံပါတ်ကျွန်တော်တကယ်ချင်းဖုန်းနံပါတ်ကျွန်တော်နှိပ်မယ်နော်36ခုနကကျွန်တော်မြန်မာနိုင်ငံကုတ်က3395ထိုင်းကကုတ်က36နော်မလေးရှားကဒါ63ထိုင်းကကုတ်က36ကုတ်ခံမှရမှာပါ36ကုတ်မခံရမရပါဘူးခင်ဗျ36ကုတ်ခံပြီးပြီဆိုမှကိုယ့်ရဲ့ကိုထည့်ပေးမဲ့ဖုန်းနံပါတ်ရဲ့နောက်36ရဲ့နောက်ကနေပြီးတော့ရေးပေးရမှာဖြစ်ပါတယ်နော်ဆိုရင်3663လုံး10 4ခွန်56ခွန်โอเคခုနလိုပဲမြန်မာနိုင်ငံကလူပြူပဲเนาะအခုလဲထိုင်းမှာလဲ1နဲ့2နဲ့ရွေးခိုင်းထားတယ်เนาะနံပါတ်1ကကျွန်တော်တို့ပတ်စံငွေသားပါခင်ဗျနံပါတ်2ကတော့သူတို့ကို internet package တစ်ခါရဲတန်းဝယ်ပေးတဲ့ဟာပါကျွန်တော်တို့နံပါတ်1ပဲရွေးလိုက်မယ်เนาะနံပါတ်1ကိုရွေးလိုက်မယ်နံပါတ်1ကထိုင်းငွေဘတ်50မလေးရှားငွေ6ကျပ်နဲ့ပြ30เนาะနံပါတ်2ကထိုင်းဘတ်ငွေ100ကိုဖုန်းပေ100ကိုမလေးရှားရင်းက18ကျပ်နဲ့ပြ50ပါခင်ဗျထိုင်းဘတ်ငွေ200ကိုမလေးရှားရင်းက32ကျပ်ပါထိုင်းဘတ်ငွေ300ကိုမလေးရှားရင်းက46ကျပ်ပြ50ပါခင်ဗျဒါဖုန်းပေတွေပါเนาะအရှိရထိုင်းကဖုန်းပေနောက်ကဒီမလေးရှားဖုန်းပေပါเนาะကျွန်တော်နိုင်ငံမျိုးထိုင်ဘတ်ငွေ50ထည့်ပြီးမှလို့နံပါတ်1ကိုယူလိုက်ပါတယ်เนาะโอเคအဲ့မှာကိုထည့်ပေးတဲ့ဖုန်းနံပါတ်ရဲ့ကိုထည့်ပေးမဲ့ငွေအမောက်ရဲ့
မှန်လားဆက်ခိုင်းပါတယ်မှန်တယ်ဆိုလို့ချင်းနံပါတ်1ကိုရွေးပြီးတော့ confine ဆိုတဲ့ဟာလေးကိုနံပါတ်1ကိုနှိပ်ပြီးတော့ confine ပေးလိုက်ပါ1ကိုနှိပ်ပြီးတော့ confine ရေးပြီးတော့ပို့ပါဆိုတဲ့ဟာလေးနှိပ်မယ်နော်ငယ်ကျွန်တော်ဒီမှာဆိုရင်တော့ဒါ SEND စံပေါ့နော်စံဆိုတဲ့ဟာလေးကိုနှိပ်ရမှာဖြစ်ပါတယ် Okay thank you တဲ့ Okay နော်ကျွန်တော်အားလုံးပဲအဆင်ပြေကြမယ်လို့ထင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းမလေးရှားနိုင်ငံယူမိုဘိုင်းဟောလင်းမက်ဆီကတ်တွေကနေပြီးတော့ထိုင်းနိုင်ငံမြန်မာနိုင်ငံကိုလွှဲပြောင်းပေးတဲ့နည်းလေးတွေလည်းထပ်ပြီးတော့တင်ပြပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပြီးတော့ဘေးနာခေါင်းလောင်းလေးကိုလည်းနှိပ်ခတ်ပေးဖို့မိသားရခံပါတယ်ခေါင်းလောင်းလေးကိုဘာလို့နှိပ်ခတ်တာလဲဆိုတော့အခုလိုကျွန်တော်ဗီဒီယိုအသစ်တင်တိုင်းတကယ်ကျွန်တော်ဒီမှာ notification ကြလာလို့ရှိရင်သိရအောင်လို့ပါခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်bye bye